ကော့တောင်းမြို့မှာဒေသဆိုင်ရာဟိုတယ်နဲ့ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွဲဆုံပွဲကိုဇူလိုင်လ23ရက်နေ့ကကျင်းပခဲ့ပြီးတရနိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေခီးသွွားလုပ်ငန်းရှင်တွေနဲ့ဒေသခံစီးပွားရေးကဏ္ဍကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။တွဲဆုံပွဲမှာဝန်ကြီးချုပ်ဦးစောနိုင်ဦးကကော့တောင်းမြို့ဟာတဘာဝအရင်အမြစ်ကျွယ်ဝပြီးထိုင်းနိုင်ငံနဲ့နေဆက်ချင်းထိစပ်နေတဲ့မဟာဗျူဟာမြောက်တကားပေါက်မျိုးဖြစ်တဲ့အတွက်နေဆက်ခီးသွွားလာရေးလုပ်ငန်းနဲ့နိုင်ငံတကာခီးသွွားစည်းကွက်ဖွံ့ဖြိုးလာနိုင်တဲ့အလားအလာကောင်းတွေရှိကြောင်းပြောကြားခဲ့ပါတယ်။ခီးသွွားလုပ်ငန်းပြန်လည်ဥမော်လာစေရေးအတွက်နိုင်ငံတကာခီးသည်တွေပုံမှန်ဝင်ရောက်နိုင်ဖို့ဗီဇာလုံထုံးလုံနည်းတွေကိုသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ကော့တောင်းလေဆိပ်အဆင့်မြင့်တင်ခီးသည်တွေတင်မောစိတ်ကန်းတွေစနစ်တကျဖွံ့ဖြိုးရေးနဲ့လျှက်စစ်တာရရှိရေးတို့ကိုလည်းဆက်လက်အကောင့်တွေဖော်သွားမယ်လို့ဆိုပါတယ်။ဒါပြင်ခီးသွွားကျွန်းတွေမှာဆိုလာစွမ်းအင်အသုံးပြုရေးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ eco tourism နဲ့အရေးအသွေးမြင့် high value tourism ကိုဥတီဖော်ဆောင်မှု plastic free islands နဲ့တန်တာကြောင်တန်းထိန်းသိမ်းရေးနဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးတွေကိုအလေးထားဆောင်ရွက်ကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ဒေသခံပြည်သူတွေတိုက်ရိုက်အကျိုးခံစားနိုင်မယ် community based tourism ကိုလည်းတိုးချဲ့ဖော်ဆောင်သွားမှာဖြစ်ပြီးစလုံတိုင်းရင်းသားကြေးရွာတွေနဲ့ရေလုံငန်းခြေပြုကြေးရွာတွေမှာဒေသခံတွေကိုအလန်းညွန်တင်တဲ့ရိုးရာလက်မှုနဲ့ဒေသအတွက်အစားအစာဝန်ဆောင်မှုဆိုင်ရာပံ့ပိုးမှုတွေဆောင်ရွက်ပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။အခမ်းအနားအတွင်းကော့တောင်းဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီကဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း200ကိုပေးအပ်လှူဒါန်းခဲ့ပြီးဝန်ကြီးချုပ်ကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါတယ်။ဆက်လက်ပြီးခီးသွွားလုပ်ငန်းရှင်တွေနဲ့ဒေသခံစီးပွားရေးကဏ္ဍကကိုယ်စားလှယ်တွေကကော့တောင်းဒေသခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အကြံပြုဆွေးနွေးခဲ့ကြပြီးဝန်ကြီးချုပ်ကအစိုးရပုဂ္ဂလိကကဏ္ဍနဲ့ဒေသခံပြည်သူတွေအတူလက်တွဲပူးပေါင်းဆောင်ရွက်မှသာဒေသခရီးသွားလုပ်ငန်းရရှိတိုးတက်အောင်မြင်နိုင်လိမ့်မယ်လို့ပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ